မင်္ဂလာပါရှင်ဒီဇင်ဘာလ21ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အေးတိန်းထားတဲ့ကုတ်ကြီးစခန်းကိုစစ်ကောင်စီကကြီးတက်လေတပ်တွေနဲ့အသေးအတန်ထိုးစစ်ဆင်တိုက်ခိုက်နေရဆိုတဲ့သတင်းကိုသတင်းနောက်နိုင်ငံကပေးပို့လာတာဖြစ်ပြီး Richard ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်အာခါတော်အေးတိန်းပိုက်ထင်းချုပ်ထားတဲ့ Ambulance လမ်းပိုင်းကကုတ်ကြီးစခန်းကိုပြန်လည်ရရှိဖို့အတွက်စစ်ကောင်စီဟာကြီးလေတပ်တွေကိုအသုံးပြုပြီးတဲတန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အေးနဲ့နှိစက်တဲ့စစ်ရေးသတင်းမြစ်တွေစီကသိရပါတယ်မကွေးတိုင်း Ambulance လမ်းပိုင်းမှာတော့နေရီကန်လေချောင်းရံကာကွယ်ရေးစခန်းဗျူဟာကုန်းတစ်ခုသာကျန်ရှိတော့တာဖြစ်ပြီးတော့အဲ့ဒီဗျူဟာကုန်းကိုလုံးစုံတိန်းပိုက်ရရှိဖို့အတွက်လဲအေးနဲ့ပူးပေါင်းတပ်တွေကဝိုင်းရံပိတ်ဆို့ဖျက်တောက်ထားတာပဲဖြစ်ပါတယ်အာခါတော်အေးဟာနေရီကန်ဗျူဟာကုန်းနဲ့တမိုင်ကျော်အကွာAmbulance လမ်းသစ်မှာကုတ်ကြီးကျေးရွာနဲ့ Ambulance လမ်းဟောင်းမှာပစီကျေးရွာတွေကိုပြီးခဲ့တဲ့စက်တင်ဘာလကတည်းကတိမ့်ပိုက်ထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။ဒါကြောင့်စစ်ကောင်စီတပ်ဟာ Ambulance လမ်းပိုင်းကကုတ်ကြီးကျေးရွာကိုပြန်လည်ရရှိဖို့အတွက်လေကြောင်း drone တွေကိုအသုံးပြုပြီးတော့စစ်ရင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးတိုက်ခိုက်တာတွေပြုလုပ်လာနေတယ်လို့အေးနဲ့နှိစက်တဲ့စစ်ရေးသတင်းမြစ်တူက BBN ကိုအခုလိုပြောပါတယ်။စစ်ကောင်စီတပ်ရဲ့မြေပြင်ထောက်ပို့လမ်းကြောင်းတွေဖြစ်တဲ့ကုတ်ကြီးတို့ပစီဖက်တွေကိုအေးနဲ့ PDF အဖွဲ့တွေကတင်ထားတော့စကားစကားနေရီကန်ကိုမြေပြင်ကနေစစ်ကောင်ရောက်တဲ့ပို့လို့မရတော့ပါဘူး။ဒါကြောင့်စစ်ကောင်စီတပ်ကကုတ်ကြီးကျေးရွာကိုပြန်ရဖို့အတွက်လေကြောင်းကိုအဓိကအသုံးပြုပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်လာနေတာဖြစ်ပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်း drone တွေနဲ့ဘုံကျဲချတိုက်ခိုက်တာကြောင့်ကုတ်ကြီးကျေးရွာရှိနေတချို့မှာမိလောင်ပျက်စီးမှုတွေရှိနေတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီတပ်ရဲ့ဝါဒဖြန့် Telegram Channel တွေမှာတော့ကုတ်ကြီးကျေးရွာကိုပြီးခဲ့တဲ့ဒီဇင်ဘာလ18ရက်နေ့ကတိမ့်ပိုက်ထိန်းချုပ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ဖော်ပြထားပေမဲ့လည်းလက်ရှိမြေပြင်မှာတော့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေကြတာပဲဖြစ်ပါတယ်။ခုရက်ပိုင်းအတွင်းမှာပဲစစ်ကောင်စီတပ်ကဗဒန်းတက်နေရှိအမှတ်905အမြောက်စစ်စင်ရေးကွက်ကဲမှုဌာနချုပ်အမှတ်385အမြောက်တက်ရင်အမှတ်409အမြောက်တက်ရင်နဲ့ပြင်းဝစစ်စေးဂိတ်မှာအခြေစိုက်ထားတဲ့တရင်တွေကလည်းကုတ်ကြီးကျေးရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေရှိနေတယ်လို့လည်းသိရပါတယ်။လက်နက်ကြီးတွေလည်းကုတ်ကြီးကျေးရွာဘက်ကိုပစ်ခတ်တာရှိပါတယ်။ဗဒန်းတက်နေကတရင်တွေစုံကုန်းခြေဆိုင်စိတ်တရင်တွေကပြစ်ခတ်တာရှိပါတယ်လက်ရှိမှာတော့တိုက်ပွဲတွေကပြင်းထန်နေတော့မှာပဲအေးနဲ့ပူပေါင်းတပ်တွေဝိုင်းရံပိတ်ဆို့ထားတဲ့နေရီကန်ဗျူဟာကုန်းမှာတော့စစ်ကောင်စီတပ်ရဲ့တပ်ဖွဲ့ဝင်အင်အား300သာကျန်ရှိတော့တာလည်းဖြစ်ပါတယ်နေရီကန်ဗျူဟာကုန်းကိုအရခတ်တော်အေးနဲ့ပူပေါင်းမဟာမိတ်တပ်တွေတိမ့်ပိုက်ထိန်းချုပ်နိုင်ရင်မကွေးတိုင်းရှိစစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကပ္ပစစက်ရုံတွေကိုချိန်ချောက်လာနေတာကြောင့်စစ်ကောင်စီတပ်ကတပ်ပြန်လည်ဖွဲ့စည်းကအင်အားလုံးရင်းနဲ့တပ်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်အခါတော်အေးဟာရခိုင်ကမြို့နယ်14ခုကိုအပိသက်သိမ့်ပိုက်ထိန်းချုပ်လိုက်ပြီးတဲ့နောက်အခုနှစ်2025နှစ်စန်းပိုင်းလောက်ကစတင်ပြီးတော့မကွေးတိုင်းပဲခူးတိုင်း AR တိုင်းတွေကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဆယ်လကျော်ကြာတိုက်ခိုက်မှုအတွင်းမှာရခိုင်ယူမအဆက်ကစစ်ကောင်စီတပ်စခန်း5ခုနဲ့ကျေးရွာ3ခုကိုအခါတော်အေးနဲ့ပူးပေါင်းတပ်တွေကသိမ့်ပိုက်ထိန်းချုပ်ထားတယ်လို့ ISP မြန်မာရဲ့ဒီဇင်ဘာလ1ရက်နေ့ကထုတ်ပြန်တဲ့အစီရင်ခံစာရသိရပါတယ်အေးနဲ့ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့မကွေးတိုင်းမှာစစ်ကောင်စီရဲ့စစ်လက်နက်ထုတ်လုပ်ရေးကပ္ပစစက်ရုံ15ရုံရှိနေတာဖြစ်ပြီးတော့အထက်မင်းသားမြို့နယ်မှာကပ္ပစနဲ့10နဲ့73စင်မောင်ဝဲမြို့နယ်မှာကပ္ပစ8တရက်မြို့နယ်မှာကပ္ပစ7နဲ့ပွင့်ဖြူမြို့နယ်မှာကပ္ပစ14အောင်လယ်မြို့နယ်မှာကပ္ပစ15နဲ့19တောင်တွင်းကြီးမြို့နယ်မှာကပ္ပစ18စေတုဒ္ဒရာမြို့နယ်မှာကပ္ပစ20စိတ်ဖြူမြို့နယ်မှာကပ္ပစ21နဲ့22ကျောမြို့နယ်မှာကပ္ပစ23ပေါင်းမြို့နယ်မှာကပ္ပစ24လောင်းရှည်မြို့နယ်တို့မှာကပ္ပစ25တို့တည်ရှိနေတာပဲဖြစ်ပါတယ်ကျွန်တော် Richard ပါနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မိုးကုတ်မြို့နယ်ရှိစစ်ကောင်စီရဲ့ဗျူဟာကုန်းကို drone နဲ့ပုံကျက်တိုက်ခိုက်တဲ့ဆိုတဲ့သတင်းကိုသတင်းထောက် Richard ကပေးပို့တင်ဆက်ထားပါတယ်စစ်ကောင်စီပြန်လည်ဝင်ရောက်ထားတဲ့မိုးကုတ်မြို့မှာဒေါ်လာတပ်တွေနဲ့တိုက်ပွဲစရိုက်ဆိုသလိုဖြစ်ပွားနေပြီးတော့စစ်ကောင်စီရဲ့ဗျူဟာကုန်းအရှိပိုင်းကို drone နဲ့ဘုံးသီးတွေကျဲချတိုက်ခိုက်ခဲ့တယ်လို့ဒေသခံစစ်ရေးသတင်းမြစ်ကဒီဇင်ဘာလ21ရက်မှာ BBN ကိုပြောပါတယ်ဒီဇင်ဘာလ19ရက်နေ့လေတနာရီ45မိနစ်မှာမိုးကုတ်မြို့စစ်ကောင်စီရဲ့ဗျူဟာကုန်းအရှိနာတောင်ပေါ်ကို drone နဲ့10လုံးထက်မနည်းဘုံသီးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ဗျူဟာကုန်းရှိတောင်နာပေါ့ဗျဒါနဲ့ဆို drone စစ်စင်ရင်9ချိန်မြောက်ရှိပြီဗျတရက်ထဲမှာပဲညနေ9:25မိနစ်မှာလေဦးရှိအထက်က4ထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကိုရှော့တိုက်တုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့သိရပါတယ်မနက်ကလက်နက်ကြီးတန်ကြားရတယ်ဗျအဖွဲ့တွေဘက်ကလှုပ်ဆောင်တာဗျပြစ်မှတ်လွဲသွားတာရေအချို့လုံးတွေကြမကွဲသွားတာရေရှိတော့စစ်ခွေးတွေဘက်ကတော့အထီးကမရှိတော့ဘူးဗျလက်ရှိမှာတိုက်ပွဲတွေဟာမိုးမိတ်ဘက်အထိရောက်ရှိလာပြီးဖြစ်ပြီးတော့ဒီဇင်ဘာလ12ရက်နေ့မှာလည်းမိုးမိတ်မြို့ဘောဒီကျေးရွာအနီးမှာ drone နဲ့ဘုံသီး9လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်မူကုတ်လိုနေထားပဲဖြစ်မယ်ဗျအတိအကျတော့မသိရဘူးဗျတိုက်ပွဲဖြစ်တာထင်တယ်ဗျလက်ရှိမိုးမိတ်မြို့မှာ KIA တပ်တွေလည်းရှိနေတာကြောင့်ခုလို drone နဲ့ဘုံသီးကျဲချတိုက်ခိုက်တာဟာ
စစ်ကောင်စီဘက်ကလှုပ်ဆောင်နေတာလားဆိုတာကို BBN အနေနဲ့ဆက်လက်စုံစမ်းလျက်ရှိပါတယ်။မိုးကုတ်မြို့ကိုညာကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဒေသခံတော်လှန်ရေးတပ်တွေကစစ်ကောင်စီလက်ထဲလုံးစုံမကြရောက်ရေးအတွက်အစွမ်းကုန်ခုခံကာကွယ်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။လာမယ့်ဘက်မှာပြုလုပ်မယ့်စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုမိုးကုတ်မြို့မှာကျင်းပနိုင်မှုမရှိသေးဘူးလို့လည်းဒေသခံတွေကပြောဆိုမှုတွေရှိနေပါတယ်။ကျွန်တော် Richard ပါ။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကရင်ပြည်နယ်မှာစစ်ဆောင်ပြည်သူတွေတိုက်ပွဲကြောင့်နေရပြန်နိုင်ခြင်းမရှိဘဲကြုံရအလုံးလောက်ကစားတောက်နေရတဲ့ဆိုတဲ့သတင်းကိုသတင်းနောက်မင်းတော်ကပေးဖို့တင်ဆက်ထားပါတယ်။ကရင်ပြည်နယ်ရှိစစ်ဆောင်ပြည်သူတွေအနေနဲ့စစ်ကောင်စီနဲ့တော်လှန်ရေးအင်အားစုတွေကြားတိုက်ပွဲတွေကြောင့်အခုချိန်ထိနေရမပြန်နိုင်သေးပဲကြုံရအလုံးလောက်ကစားတောက်နေထိုင်နေရတယ်လို့စစ်ဆောင်တွေနဲ့နှီးဆက်သူဒေသခံပြည်သူတဦးရဲ့ပြောဆိုချက်အရသိရပါတယ်။တော်လှန်ရေးအင်အားစုတွေဘက်မှစခန်းသိမ်းမြို့သိမ်းတိုက်ပွဲတွေဆောင်ရွက်ခဲ့ပြီးနောက်စစ်တပ်ဘက်ကတံပြန်ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ဖားဆောင်ဘော်လခဲမော်ချီမိုးပြက်ဒေသတွေမှာပြည်သူတွေဟာတော်လှန်ရေးအင်အားစုတွေအားကောင်းရာလွတ်မြောက်ဒေသတွေကိုထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့သိရပါတယ်။ဒီလိုထွက်ပြေးတိမ်းရှောင်နေရတဲ့စစ်ဘေးရှောင်ပြည်သူတွေထဲမှာမော်ချီဖားဆောင်ဒေသနဲ့ဘော်လခဲဒေသပတ်ချာလေကိုရောက်ရှိလာတဲ့စစ်ရှောင်ဒုက္ခသည်စခန်း10ခုကျော်ထိရှိရလို့သိရပါတယ်။အဆိုပါဒေသတွေရှိဒုက္ခသည်စခန်းတွေဟာစခန်းတစ်ခုချင်းစီအလိုက်လူဦးရေအများဆုံး2000ကျော်မှအနည်းဆုံး400ပတ်ချာလေလောက်ထိအသီးသီးရှိကြပြီးမိသားစုစားဝတ်နေရေးအတွက်ကြုံရလောက်ကင်စားတောက်နေရတယ်လို့သိရပါတယ်။ကင်းနီမှာတော့စစ်ဆောင်စခန်းတွေအများကြီးပဲဒီဘက်မှာတော့10ခုကျော်အနည်းဆုံးရှိတယ်။ခုထိလည်းနေရမပြန်နိုင်သေးတော့စားဝတ်နေရေးကိုကြုံရလောက်ပြီးစားတောက်နေရတယ်။အဆိုပါစခန်းတွင်းရှိဒုက္ခသည်စစ်ဆောင်တွေအနေနဲ့ဒေသခံတွေရဲ့လေယာမြေငားလိုက်တာတွေတောင်ရနေစားလောက်တာတွေပြင်ထင်းခွဲနှမ်းဆိုင်စပားဆိုင်စသဖြင့်အဆင်ပြေရာကိုဝင်ရောက်လောက်ကင်နေရပြီးနေစားကအနေနဲ့တရက်ကို2000ပတ်ချလေရရှိရလို့လည်းသိရပါတယ်။ဒါအပြင်အခြားတစ်ဖက်မှာတော့ကရင်ပြည်နယ်အတွင်းစစ်တပ်ရဲ့ပိတ်ဆို့ထားမှုများကြောင့်ကုန်စည်နှုန်းကြီးမြင့်မှုများအစမတန်မြင့်မားနေပြီးစံစီစားလိုအခြေခံစားသောက်ကုန်တွေကအစဈေးကြီးနေတဲ့အပြင်နေစားအလုပ်ကိုင်တွေဟာလည်းအမြဲပုံမှန်ရှိမနေတာကြောင့်စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့အခက်တွေ့နေရတာတွေရှိရလို့လည်း၎င်းမှဆက်ပြောပါတယ်။ဒီဘက်မှာကတောင်ရနေစားအလုပ်တွေထင်းခွဲတာတွေရှိတယ်။အဲ့အရာတွေကတရက်ကို2000ပတ်ချလေရှိတယ်။ဒါပေမဲ့ကုန်စည်နှုန်းကျတော့လေစီ90သားပတ်ချလေတော့1000ကျော်နေတော့ဘလို့မှမလောက်ဘူး။အဲ့အလုပ်တွေလည်းအမြဲပုံမှန်မရှိဘူး။ဒါတွေမှာကစစ်ဘေးရှောင်ပြည်သူတွေမှာကျောင်းနေရွယ်ကလေးငယ်တွေကိုသက်ဆိုင်ရာစစ်ဘေးရှောင်စခန်းလိုက် CDM ဆရာဆရာမတွေနဲ့လူငယ်တွေကပညာသင်ကြားပေးနေရတွေရှိပြီးအဆိုပါကလေးငယ်တွေအတွက်သင်ထောက်ကူပစ္စည်းတွေဒါမှကဖတ်စာအုပ်ရှားပါတဲ့ပြဿနာတွေပါကြုံတွေ့နေရတယ်လို့လည်းသိရပါတယ်။စစ်ပေးဆောင်တွေရဲ့ကလေးတွေကိုစာသင်ပေးနေရတွေရှိတယ်။အဲ့ဒါအဓိကအခက်ခဲရတော့ဖတ်စာအုပ်မရှိရပဲ။ဆရာဆရာမတွေတောင်မိတူတွေဆွဲပြီးသင်နေရတာ။ဒါအပြင်တိုက်ပွဲတွေကြောင့်ကရင်နီမှပြည်သူတွေအနေနဲ့လွတ်မြောက်ရာဒေသတွေကိုစစ်ပေးဆောင်နေရပေမဲ့လည်းစစ်ကောင်စီရဲ့လေရင်ဒရုန်းဘုံကျဲမှုအနေတွေကိုလည်းလက်ရှိအချိန်ထိစိုးရိမ်ကြောက်လန့်နေရတယ်လို့လည်းသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းအစီအစဉ်ကိုသတင်းထောက်တစ်ချက်ကပေးဖို့တင်ဆက်ထားပါတယ်။ထိုင်းနိုင်ငံထရမ်မြို့နယ်တစ်ဖက်ကမ်းရှိပါဆက်ပြည်နယ်တမော်ဒါအနီးရှိကာစီနိုယုံတစ်ခုကိုကမ္ဘောဒီးယားစစ်တပ်ကအသုံးပြုနေတယ်လို့သတင်းတွေထွက်နေတာကြောင့် F-16 တိုက်လေယာဉ်တွေနဲ့ဒီဇင်ဘာလ20ရက်စနေနေ့ကဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ထိုင်းစစ်တပ်ကထုတ်ပြန်ထားပါတယ်။ဆိုပါလေကြောင်းတိုက်ခိုက်မှုဟာအရှေ့ပိုင်းပင်လယ်ကမ်းခြေပြည်နယ်ရှိအငင်းပွားပွဲနယ်စပ်တစ်လျှောက်12ရက်ကြာလှုပ်ဆောင်နေတဲ့ Trump Triumphs Over Adversaries လို့ခေါ်တဲ့စစ်စင်ရေးရဲ့တစ်ပိုင်းပဲဖြစ်ပါတယ်။ဒီနေ့အစောပိုင်းက Trump မှပြန်တန်းလာတဲ့ဂျက်လီယင်2စင်းဟာမိနစ်20ခန့်ကြာပြန်တန်းခဲ့ပြီးသတ်မှတ်ထားတဲ့ပြစ်မှတ်ပေါ်ကိုဘုံ6လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ Vietnam ပြည်နယ်တမော်ဒါရှိကမ္ဘောဒီးယားခံတပ်တစ်ခုကိုအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့ကြောင်းထိုင်းတော်ဝင်လေတပ်ကသတင်းထုတ်ပြန်ထားပါတယ်။နေဆက်နဲ့ကက်ရက်ဒေသတွေကကမ္ဘောဒီးယားစစ်ဖက်ဝန်ထမ်းတွေနဲ့လက်နက်ကြီးတွေရွှေ့ပြောင်းမှုကို Truck ရေတပ်အထူးတပ်ဖွဲ့မှထောက်လှမ်းရေးသတင်းတွေရယူခဲ့ပြီးစူပါမစ်ရှင်ကိုစတင်လှုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ကမ္ဘောဒီးယားမီဒီယာသတင်းတစ်ပုဒ်မှာတော့ထိုင်းနေကြောင်တိုက်ခိုက်မှုဟာတမော်ဒါရှိပုဂ္ဂလိကစီးပွားရေးစောင့်အောင်တွေနဲ့မူလာတန်းကျောင်းကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တာဒါဖြစ်တယ်လို့ဖော်ပြခဲ့ပေမဲ့ပျက်စီးဆုံးရှုံးမှုထိခိုက်ဒေဆုံးမှုတွေနဲ့ပတ်သက်တဲ့အခြားအချက်လက်တွေကိုတော့မထုတ်ပြန်ထားပါဘူး။ဒီကြောင့်တိုက်ခိုက်မှုပြီးဆုံးသွားပေမဲ့တမော်ဒါမှာပဏိပခတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနေကြောင်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ထိုင်းစစ်တပ်ကကမ္ဘောဒီးယားစောင့်အောင်တွေဟာ Trump နယ်စပ်ကိုကျူးကျော်ဝင်ရောက်လာတာကြောင့်စီးရေးရအရေးယူဖို့လိုအပ်ကြောင်းလည်းပြောကြားထားပါတယ်
နောက်ထပ်လှုပ်ရှားမှုတွေကိုထောက်လှမ်းဖို့အဆိုပါဒေသမှာစောင့်ကြည့်မှုတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့ထိုင်းထောက်လှမ်းရေးအဖွဲ့ကပြောကြားခဲ့ပါတယ်ကျွန်တော် Richard ပါ ဒီဇင်ဘာလ22ရက်နေ့ BBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်ကြည့်ရှုသူမိဘပြည်သူများရှင်လန်းချမ်းမြေ့ကြပါစေရှင်ကျမသူစားပါ